ကျွန်တော်တို့တွေဘာလို့ကိုတခြားသူတွေနဲ့အမြဲနှိုင်းယှဉ်နေမိရလဲသိလားအဲ့တော့အဲ့မိကုန်းလေးရဲ့အဖြေကိုမပြောပြခင်ပထမဆုံးသူမိချင်တာလေးတစ်ခုတော့ရှိပြောချင်တာလေးတစ်ခုရှိရပါကွယ်ငါဘာလို့တခြားသူတွေနဲ့အမြဲနှိုင်းယှဉ်နေရလဲဘာလို့အမြဲနှိုင်းယှဉ်နေရတာလဲအဲ့လိုမိကုန်းကိုပြန်မိဘူးလားငါဘာလို့တခြားသူတွေနဲ့နှိုင်းနေရလဲဆိုရင်မိကုန်းလေးအဲ့တော့သူတို့ထင်လို့အများစုကတော့အဲ့မေကုန်းကိုမေးဖို့မေးနေကြမယ်လို့ထင်တယ်သူတို့ကိုယ်တိုင်လည်းအဲ့မေကုန်းကိုကိုပြန်မိရတိတ်ပြီးတော့မကြသေးဘူးပေါ့နော်အဲ့မေကုန်းကိုမေးလို့ရှိရင်သိကြပါအဖြေတစ်ခုတော့ရလာလိမ့်မယ်ကိုပြန်မေးကြည့်ဘာလို့ငါတခြားသူတွေနဲ့အမြဲလိုက်နိုင်ရှိနေရလဲဘလို့အကြောင်းရလဲငါ့ကိုပို့နိုင်ရှိနေမိစီတာလဲပေါ့နော်အဲ့လိုမေကုန်းလေးတွေကိုမေးကြည့်ကိုပြန်မေကုန်းထုတ်ကြည့်နော်ဘာလို့လဲဆိုတော့သူတို့ကတခြားသူနဲ့အမြဲနှိုင်းရှင်းတာကပုံမှန်လိုဖြစ်နေကြတာနော်အတွေးတွေပဲဖြစ်ဖြစ်စကားတွေနဲ့ပဲဖြစ်ဖြစ်အမြဲကိုထက်တာရဲ့လူကိုထက်အာမြဲတဲ့လူကိုထက်ပတ်စံအများကြီးရှာနိုင်တဲ့လူတွေ့ရင်ကိုနဲ့တွားပြီးနှိုင်းရှင်းမိတာအဲ့ဒါကပုံမှန်တွေးနေကြအတွေ့ပုံမှန်ပြောနေကြစကားပုံမှန်လုပ်နေကြအလုပ်တစ်ခုလိုဖြစ်နေတာအဲ့ဒါတကယ်ကြောက်ဖို့ကောင်းတယ်နော်အဲ့ဒါကြီးကတကယ်ကိုကြောက်ဖို့ကောင်းတယ်ဇူရီကိုရိုင်းလည်းအဲ့လိုခိုက်တဲ့နေရှိခဲ့ဘူးလေအဲ့လိုမျိုးအမြဲတွေးပြီးတော့အမြဲနှိုင်းရှင်ပြီးတော့အမြဲစိတ်တော့ကရောက်နေခဲ့ရတဲ့ခိုက်တဲ့နေအခုဒီလည်းမရှိဘူးလားမဟုတ်ရှိရဲ့ချိန်စားနဲ့တတိလေးနဲ့ပြန်ထိန်းရတယ်နော်ဒီလေးနဲ့ပြန်ထိန်းရတယ်ပေါ့ကွယ်အခုကျတော့တတိထားမိသွားတယ်ကိုလည်းအဲ့မေးခွန်းလေးမေးပြီးနောက်ပိုင်းမှာပို့ပြီးတော့တိလာအဲ့တော့ဇူရီကိုရိုင်းကိုငါဘာလို့တခြားသူတွေလိုက်နိုင်ရှင်နေရလဲဆိုပြီးမေးခွန်းမေးလိုက်တယ်အဲ့မေးခွန်းမေးပြီးတဲ့နောက်ပိုင်းမှာဇူရီအဖြေနှစ်ခုရလာတယ်ပထမတစ်ခုကကြတော့ကိုယုံကြည်မှုမရှိလို့သူတို့ကိုယုံကြည်မှုမရှိနေသူများနဲ့တွားပြီးနှိုင်းရှင်မိရဘာလိုမျိုးလဲဆိုလို့ရှိရင်အဲ့တော့သူများတွေကိုထက်ပို့ပြီးအောင်မြင်နေကိုထက်ပို့ပြီးပတ်စံနေရှာနိုင်နေတာကိုမြင်တဲ့အချိန်ကြလို့ရှိရင်ဟာမိုက်လိုက်တာငါလည်းသူ့လိုမျိုးပတ်စံရှာနိုင်နေငါလည်းသူ့လိုမျိုးအောင်မြင်နိုင်တယ်လို့မတွေးဘဲနဲ့ကိုယုံကြည်မှုမရှိတဲ့အတွက်ကြောင့်ဟာသူကတော့လုံနိုင်တယ်ငါတော့မလုံနိုင်ဘူးသူကတော့ရှာနိုင်လိုက်တာငါအပြင်ရှာနိုင်မှာမဟုတ်ဘူးကိုယုံကြည်မှုမရှိဘူးအဲ့တော့ကြောင့်ဖြစ်တည်မှုမတူတဲ့နှစ်ခုသူ့ရဲ့ဖြစ်တည်မှုနဲ့ကိုယ့်ရဲ့ဖြစ်တည်မှုကိုတွားပြီးတော့နှိုင်းရှင်းမိတယ်ပထမချက်ကကိုယုံကြည်မှုမရှိလို့ဒုတိယချက်ကကြတော့သူတို့ကိုအပြည့်အဝအာယုံမဆိုင်နိုင်လို့သူတို့ကိုအပြည့်အဝအာယုံမဆိုင်နိုင်တဲ့အခါမှာသူများရဲ့ဘဝဝင်ပြီးတော့ဆက်စုတယ်သူများရဲ့ဘဝဝင်ဆက်စုပြီးတော့ငြိမ်နေလားဆိုမနေဘူးသူ့ဘဝနဲ့ကိုယ့်ဘဝကိုတွားပြီးတော့နှိုင်းရှင်းတယ်နိုင်ရှင်နဲ့ဆိုတဲ့အခါမှာအားကြပြီးတော့သူ့တိုင်လိုက်လုပ်တယ်ဆိုတာမျိုးကရှားတယ်ကွာဘယ်လိုမျိုးလဲဆိုရင် तू ကတော့ကောင်းလိုက်တာအောင်မြင်လိုက်တာ तू ကတော့အောင်မြင်နေပြီဘွားမှာနေရတနေရနေပြီငါအဖြစ်ဘာမှမဖြစ်သေးဘူးငါဘာမှလည်းမလုပ်နိုင်သေးဘူးအဖြစ်မရှိဘူးစသဖြင့်တိမ်ငယ်စိတ်တွေဝင်လာတယ်နော်တချို့ဆိုရင်တော့တိမ်ငယ်စိတ်မဝင်ဘူးအဲ့လိုကိုတိမ်ငယ်ချင်းအောင်မြင်တာပဲဖြစ်ဖြစ်ကိုနဲ့အသက်တူရတူလူတွေကအောင်မြင်တာပဲဖြစ်ဖြစ်ကိုပုံဝင်ချင်မှာကိုနဲ့နီးစက်ရတောင်းရလူတွေကအောင်မြင်နေတာပဲဖြစ်ဖြစ်အဲ့လိုအမြင်မနာလို့သွားကြတယ်နော်အဲ့ဒါလည်းကြောက်ဖို့ကောင်းတယ်မနာလို့စိတ်ရောတိတ်ငယ်စိတ်ရောနှစ်ခုစလုံးကမကောင်းကြောက်ဖို့ကောင်းနေရည်ကြီးပဲနော်အဲ့လိုစိတ်တွေမဖြစ်အောင်လို့မနိုင်ရှင်မိဖို့လဲလို့တယ်နိုင်ရှင်နေမိရဲ့အကြောင်းရင်းကယုံကြည်မှုမရှိလို့ရဲ့ကိုပို့ပြီးတော့အပြည့်အဝအာယုံမဆိုင်နိုင်လို့ရဲ့အဲ့တော့သူများရင်သွားပြီးတော့နိုင်ရှင်းတာကိုရက်ချင်နေဆိုလို့ရှိရင်လွယ်လွယ်လေးခုနမရှိရဲ့နှစ်ခုရှိအောင်လုပ်လိုက်ယုံကြည်မှုရှိအောင်လုပ်လိုက်ကိုပို့ပြီးတော့အာယုံစိုက်နေအောင်အပြည့်အဝအာယုံစိုက်နေအောင်လုပ်လိုက်အဲ့ဒါဆိုရင်သူများရင်နဲ့တွားပြီးတော့နိုင်ရှင်းပြီးတော့မှမဟုတ်ဘူးအဲ့တော့ကိုဘလို့နီးလဲနဲ့တွားပြီးတော့အပြည့်အဝအာယုံစိုက်ရမလဲဆိုတာကိုတော့ဆိုဒီနောက်ဗီဒီယိုမှာတော့ရှင်းပေးမယ်ပေါ့နော်နောက်ဗီဒီယိုမှာဆိုဒီပြောပြပေးမယ်ဒီသလောက်လေးပြန်ပြီး sharing လုပ်ပေးမယ်အဲ့တော့ခုလိုမျိုးမန်ဟန်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိချင်တယ်ဆိုလို့ရှိရင် Zuri ရဲ့ channel လေးကို subscribe လုပ်ခဲ့ပေးပါshare ပေးလို့ရပါတယ်bye bye